nang che mu ai ten ko na nang che che ai ten ko na mít ní say mắt say lê mơ cho đai khu bề đai ngày sợ khử bài nhé mít phê ngày đang say ra đen ngày sợ khử bài đai rắm sợ ai đang trên nó khắp là rê lê đang mà này so mít thế xa ngày sợ ngã na amit takam ya rele so mit pangai shara nang ko na sha mit ma dalam nang ta sha so mit pangai shara ma tu tam yang nang ta lai na gadai nga na so ai rai tim ngày so na nang du mai rai tim ngày du na ye so mit pang shara ye so mit nga shara nang ta lai cái tay mung tên có na nang che che ai tên có na nít ní say mắt say lê pha mơ cho đai khu bề này ngày sợ khử bài nhé nít phê ngày đang say ra đen ngày sợ khử ai đai rắm sợ ai nang che na khắp là rê lê đang mà này so mít thế xa ngày so ngã na amit takam ya rele so mít phang ngày shara nang ko na sha mít ma dalam nang ta sha so mít phang ngày shara ma tu tam yang nang ta lai na gadai ye so mít nga shara nang ta lai cái tay mung nga nang so ai rai tim ngày so na nang du mai rai tim ngày du na ye so mít pang shara ye so mít nga shara nang ta lai cái tay mung nga so mít phang shara ye so mít nga shara nang ta lai cái đai mung nga.
皆様、温かい拍手を送り上げてください。よろしくお願いします。ခုချိန်မှာမင်္ဂလာအိတ်ကောင်ပွဲအခမ်းအနားအစအလေဆုံးကိုကျေးဇူးရှင်မြတ်စွာဘုရားခင်တမစက္ကအနာဘီဖို့အတွက်တိုကျိုဘစ်ချတ်မှာဆရာတော် Reverend Naldo Oyani ပြောပါကျေးဇူးချီးမွမ်းပြီးဖို့အတွက်ကျေးဇူးတောင်းထားပြီးဖို့အတွက်ဒီစားစာပြတဲ့ကမ္ဘာချားလိုပါတယ်はい、お祈りいたしましょう。愛する父なる神様、あなたの皆を心から褒めたたえます。わらずとヌヌワの結婚の式を無事神様の御前で執り行うことができ、心より感謝いたします。イエス様がどうぞこの2人の上に豊かに導きを与えてくださり、祝福を与えてくださり、この新しい家庭を神様がどうぞ導き守っていてくださいますように、この披露宴の初めから終わりまでをあなたが共にいてくださり、守り導いてください。ヌヌワの家族もバラゾのお母さんもこの日本に来ることができましたことを心より感謝いたします。神様が導いてくださいましたことを心より感謝いたします。このミャンマーから日本に来るのもなかなか大変なことだと思いましたけれども、しかし今日こうして本当に大勢の者が集められ、この式を共に祝うことができますことを感謝いたします。まだ2人の親戚が、また家族でミャンマーに残っている者たちもこの時を覚えて共に祝福の喜びをあげることができますように導いてください。またメッセージでも語りましたけれども、どうぞイエス様がカナの婚礼で奇跡を行ったように、この場でもあなたが2人を祝福し豊かな奇跡を行ってくださいますように、全てのものの上に神様の豊かな守りと導きを信じ、この会を始めるにあたり、愛するイエス・キリストの皆によってお祈りいたします。ဆက်လက်ပြီးတော့မှဒီနေ့အစပြီးတော့မင်္ဂလာခီးကိုရှောင်းလန်းနဲ့မင်္ဂလာပေါင်းတဲ့အတွက်နဲ့ဒီနေ့ဒီမှာရောက်ရှိနေတဲ့ညီကိုမောင်နှမများအားလုံးအတွက်
မင်္ဂလာဦးမင်္ဂလာစကားနဲ့တေဆောင်တဲ့ message အနေနဲ့ကို Tokyo Kitchen Baptist Church မှာ Reverend Dr. Lesotho Kongani ကအနေနဲ့ပြန်ချပေးဖို့အတွက်ဒီစားဆောင်နေတာကပတ်ချာလို့ပါတယ်ခင်ဗျာဘုရားကြီးရဲ့ဂုဏ်ကျေးဇူးတော်ကိုချီးမွမ်းပါတယ်ကတိုးသမီးကတိုးသားဇနီးမောင်နှံဘုရားကြီးရှေ့တော်မှာနဲ့ပရိသတ်များအားလုံးရဲ့ရှေ့မှောက်၌ကျင့်တဲ့စံပရိခံယူကြတယ်ဖြစ်ပါတယ်ဘုရားခင်ဤအလိုတော်အတိုင်းဆက်လက်ပြီးတော့ရှောင်းလန်းဖို့ရာအတွက်ဖြစ်ပါတယ်ဘေးဇနီးမောင်နှံဆိုတာယာရိအိမ်တော်ကိုဒီဆောက်ခြင်းတဲ့ပုဂ္ဂိုလ်တွေပဲဖြစ်ပါတယ်အဲ့တော့မိကတို့ဒီဆောက်လို့ရှိရင်တော့တာယာဝပြောသည်အိမ်တော်ဖြစ်လိမ့်မယ်ဆိုရကိုရှာကြံပြီးတော့အဖြေမြောက်များဆိုတော့ကိုလူတွေပေါ်ပြထားတဲ့အတွေ့အခေါ်စီကနေပြီးတော့စီးပူကြပါတယ်ဒါပေမဲ့လည်းကျွန်တော်တို့ဒီအကောင်းဆုံးဟာရှာမတွေ့ဘူးဘာကြောင့်လဲဆိုတော့လူအတွေ့အခေါ်ဟာမနေ့ကမှန်ကန်တယ်ဒီနေ့ကျတော့ပြန်ပြီးတော့အစစ်မမီတော့မနေ့ပြန်ကြတော့လည်းပို့ပြီးတော့ပြောင်းလဲသွားတယ်အဲကြောင့်မလို့ကြည့်ကြတဲ့အဖြစ်မရှိနိုင်ဘူးဒါပေမဲ့မပြောင်းမလဲရဲ့အရာရှိပါတယ်အဲ့ဒါဟာဆိုလို့ချင်းအရာခတ်တဲ့ရဲ့အဖြစ်ဒီမရတဲ့ခင်နဲ့ရှိပါတယ်တာယာလေးပြည့်အိမ်တော်ဖြစ်ဖို့ရာအတွက်ဟာညီသက်ကြီးရဲ့အရှင်သခင်ဖြစ်တဲ့သခင်ခရစ်တော်ကိုမိမိရဲ့ကိရိပိုင်ရှင်သခင်ဖြစ်ယုံကြည်လက်ခံမှပဲအဲ့ဒီဇနီးမောင်နှံဟာဆိုလို့ချင်းတာယာလေးပျော်ရွှင်ဝမ်းမြောက်သည့်အိမ်တော်၌လျှောက်လန်းနေကြပြီဖြစ်ပါတယ်အဲ့တော့ဒီနေ့ဟာဆိုလို့ချင်းသူတို့ပြင်ဒလူသားနဲ့ဒလူသမီးသစ္စာချက်ဘုရားခင်ရှေ့မှာထေရမင်္ဂလာဆောင်နေပြီးပြီဘုရားခင်ဤကောင်းကြီးမင်္ဂလာကိုခံစားရတဲ့နေ့ဖြစ်တယ်အဲ့တော့ဒီမောင်နှံပျော်ရွှင်ဝမ်းမြောက်တဲ့ကဲတော့မိဘတွေဖက်တော်မိဘများအားလုံးတွေလည်းဝမ်းမြောက်ကြပြီဖြစ်ပါတယ်ကြောယုံလာကြတော့ဣပရိတများအားလုံးယုံကြည်သူများအားလုံးတွေလည်းဝမ်းမြောက်ကြပါတယ်အဲ့တော့ဒီအထက်မှာကျွန်တော်တို့ခွာပေးခြင်းတဲ့အရာရှိပါတယ်ဇနီးမောင်နှံအထူးသဖြင့်ဇနီးမောင်နှံမှတ်မိပြီးတော့မှတ်ကြုံပြီးတော့ဒီအသက်တာတစ်လျှောက်လုံးမှာခွာယူဖို့ရာကျွန်တော်ခွာပေးခြင်းပါတယ်မင်္ဂလာဆောင်ခြင်းဆိုတာဘုရားသခင်သူကိုယ်တိုင်လုပ်ပေးတဲ့အတွက်ကြောင့်ဒီဖို့ရာကိုကျင့်ပခြင်းဖြစ်တယ်ဒါကြောင့်ဒီနေ့ဟာကိုဝနာနဲ့ဝနာစောနဲ့လူဝါတို့ကိုဘုရားသခင်ဤအလိုတော်အတိုင်းဘုရားသခင်မိန့်မာချက်အတိုင်းကောင်းမွန်မွန်ဘုရားရှိခိုးရှိမှာကျမ်းသစ္စာဂရိခံယူပြီးတော့မင်္ဂလာဆောင်ခြင်းဟာဘုရားရှိခိုးရှိမှာအင်မတန်မှတင့်နေတဲ့ကောင်းခြင်းမင်္ဂလာနဲ့ပြည့်ဝတဲ့မင်္ဂလာဆောင်ပွဲဖြစ်ပြီးဆိုပြီးတော့ကျွန်တော်နားလည်ရတယ်အဲ့တော့ဒါဟာဘာကြောင့်လို့မင်္ဂလာဆောင်ရတယ်ဆိုတဲ့အကြောင်းကိုဖော်ပြခြင်းဒုတိယအချက်ကျတော့မင်္ဂလာဆောင်ပြည့်တဲ့နောက်မှာဘုရားသခင်ဟာသူတို့နှစ်ဦးဒီနှစ်ဦးမဟုတ်ဘူးတဲ့တသွေးတကားဒီဖြစ်ကြပြီတဲ့ပြီးတော့ဘုရားသခင်ဖက်ဆက်၍တဘိုးတင်တော်မူသောအရာကိုလူတွေကမခွဲမခွာစေနဲ့ဆိုတော့ပြောပြတယ်အဲကြောင့်ခရိယာမင်္ဂလာဆောင်ခြင်းဒီခါဝရဒီအသက်သက်ဆုံးတိုင်အောင်ဖြစ်ပါတယ် for life ဖြစ်တယ်အဲကြောင့်မလို့till that do us part ဆိုပြီးတော့ English လိုကြတော့အဲ့လိုကျမ်းသစ္စာခံယူရတယ်တခင်ခက်တော်ကိုမိမိကိရိပိုင်ရှင်တခင်ဖြစ်ယုံကြည်လက်ခံပြီးတော့ယူတည်ဝတ်ဆောင်တဲ့အခါမှာအမြဲတမ်းခက်တော်ကိုကိုထိတ်ထားပြီးတော့တွားတဲ့အခါမှာငါမိမဒီဘယ်နေရာရောက်ရောက်ဖရာသခင်ကိုချစ်ကြောက်ယူတဲ့သူဖြစ်တဲ့အတွက်ကြောင့်မို့ဘာပြဿနာမှလုံးဝမဟုတ်ဘူးဆိုရစိတ်ချမှုတွေပါလေပြီးတော့ငါယောက်ျားလေးလည်းပဲဘေးရောက်ရောက်မိမိမတွေ့ပေမဲ့ဖရာသခင်သိမြင်နေတဲ့အတွက်ကြောင့်ဖရာရှိမှဒီမဟုတ်တဲ့လုပ်ငန်းတွေကတော့လုံးဝမဟုတ်သူစိတ်လုံးဝမဟုတ်ဘူးဆိုရကိုစိတ်ချမှု
ねသွားတဲ့အခါကြတော့မှဘေးနေရရောက်ရောက်ဘေးကဘာပဲရောက်ရောက်ဘုရားဒီသခင်ဟာအကုန်လုံးရဲ့ရှေ့မှာအကုန်လုံးကိုမြင်နိုင်တဲ့ဘုရားရှေ့မှာတမန်တရားနဲ့ရှောက်သွားမှာပဲဆိုတဲ့အခါကြတော့မှပဲအောင်မြင်တဲ့ဒီတော့ဖြစ်နေပြီဆိုတော့ခွန်အားပေးခြင်းတယ်အဲကြောင့်လို့ပြောနေလို့ရှိတော့အများကြီးပြောလို့မကုန်ပါဘူးဒါပေမဲ့လည်းယနေ့ဟာသူတို့ကဒီလိုမျိုးစာဝတ်တော့ဝယ်အစစ်အပြင်ဆင်ပြီးထားတဲ့ချိန်မှာအကြာကြီးပြောရင်လည်းဝေစားမှာပေါ့ပါဘူးအဲကြောင့်လို့ကျွန်တော်ဒီနေ့ပဲရနာတော့မယ်နှုတ်ပတ်တော်ခိုင်းလို့သူတို့ကလည်းလက်ဆက်ဒီမောင်နာရေဘဝသက်တာဆောက်လုံးမှာလည်းပဲဒီတော့ဒီကြွရောက်လာတဲ့ပြည်သားများအားလုံးပေါ်မှာရောဘုရားခင်ထံမှာကြွားတော့ကောင်းချီးမင်္ဂလာတက်ရောက်ပါစေဆိုပြီးတော့မှာပေးချင်ပါတယ်ခုလိုမျိုးရတနာယူမိကြပေါ်ပေါ်သွားကြရင်းနဲ့တရားတော်ရှင်တဲ့ခရိုင်အိမ်တော်ဒီဆောင်သွားကြောင်းနဲ့ကိုဝနာဆိုတဲ့မလူလူပါလို့အတွက်မင်္ဂလာဥမ္မစိတ်စာကိုမြတ်ကြပေးတဲ့ Reverend Dr. ဘုဇပ်တော်ကသူပဲသိစိတ်ရှင်အကြောင်းတွေ့ကြလို့ပါတယ်ခုချိန်မှာနှစ်ဖက်တော့မင်္ဂလာမောင်နိုင်ရဲ့မိဘဆွေမျိုးများအားလုံးရဲ့ကိုစားကျေးဇူးတင်စကားပြောကြပေးဖို့အတွက်ဆရာဥမရန်ပီတာဘရန်ဆန်ကိုမြတ်တာနဲ့ဖိတ်ခေါ်လိုပါတယ်ရှိဦးကျော်ကျွန်တော်ကနှစ်ဖက်တော့မိဘဆွေမျိုးများကိုစားကျေးဇူးတင်စကားလေးငယ်ပြောကြပေးဖို့အတွက်ဒေသဆောင်ပါကြလိုပါတယ်ခင်ဗျာပထမဦးစွာဘုရားခင်ကျေးဇူးတော်ကိုချီးမွမ်းရင်းနဲ့ဒီနေ့မင်္ဂလာစနေမောင်နာဒုတိယဒုတာဝနသောဇမနောဆန်နဲ့မလူဝါလဖိုင်ဒုထွေကိုမင်္ဂလာပွဲကိုကြွရောက်ချင်းမြင့်ကြတဲ့လူချင်းမင်းမိဘဘုရားကျောင်းကဆရာသမားတွေဆွေမျိုးမိတ်တနာနဲ့ပေါင်းပြီးအားလုံးဒီနေရာကြီးဥစွာပထမကျေးဇူးတင်ကြောင်းကိုဆက်တာလိုပါတယ်ကျွန်တော်တို့ဇနီးမောင်နှံဟာရေချမ်းမြေချမ်းမိုင်နဲ့ဆိုရင်ထောင်ချီဝေးတဲ့နေရာမှာကျွန်တော်တို့တခြားနိုင်ငံဒီလိုဂျပန်တူဂျုံတို့မှာမင်္ဂလာပွဲဆင်နွှဲရတာဘုရားသခင်ရဲ့ကျေးဇူးတော်ဆိုတာအထူးဥစွာပြောကြလိုပါတယ်ကျွန်တော်ရေချမ်းမြေချမ်းမှာပြီးပဲလေကျွန်တော်တို့ဘုရားသခင်ရဲ့ကျေးဇူးတော်ကြောင့်ကျွန်တော်တို့မှာတိုက်ဝန်းချီးမွမ်းဂုဏ်တော်ကျေးဇူးတင်ရင်းနဲ့မင်္ဂလာပွဲဆင်နွှဲခွင့်ရတာကိုအများကြီးကိုဝမ်းသာကျေးဇူးတင်ပြီးပါတယ်ပြီးတော့မှလည်းယနေ့ဒီဒရိုနီဒရိုတာမောင်နှံနေရောက်ရဲ့ပွဲတော်ကိုကြွားရောက်ချီးမြှင့်ကြတဲ့ဆွေမျိုးမိဘမိတ်တင်ငါဆွေမျိုးအပေါင်းအားလုံးကိုဒီညနေမင်္ဂလာမောင်နှံတို့ရောက်ကိုစားအထူးပဲကျေးဇူးတင်ဝမ်းမြောက်ဂုဏ်ယူကြောင်းကျေးဇူးတင်ရင်းနဲ့ဒီညနေဒီမောင်မင်္ဂလာမောင်နှံရောက်ပါလေယနေ့မှစ၍မြစ်ပေါင်းတရားတိုင်အောင်အမျိုးပါဒတာကရာရဲ့ဂုဏ်တော်ကိုဆောင်ပြီးနိုင်ပြီးတာယတနာတမိယတနာများစွာနဲ့ဘုရားသခင်ရဲ့ဂုဏ်တော်ကိုချီးမွမ်းနိုင်တဲ့မင်္ဂလာမိသားစုဖြစ်ပါစေကြောင်းဆုတောင်းနေကျေးဇူးတင်ရင်ဒီကုချုပ်အားပါတယ်ကျေးဇူးတင်ပါတယ်ခင်ဗျာကျွန်တော်တို့အချိန်မှာတစ်စက်တည်းပဲမင်္ဂလာမောင်နှံနေတော့မင်္ဂလာကိတ်ဒေတာစိတ်ဖြာတဲ့ဝေဒီကိတ်ကအစီအစဉ်ကိုဆက်သွားမှာဖြစ်ပါတယ်ဒီအစီအစဉ်ကိုကျွန်တော်တို့မတ်တန်းတင်တပ်ပုံရိုက်ယူတဲ့တကယ်ချင်းများမိတ်ဆွေများဒီပေါ်မှာလာရှိလို့ရှိရင်ကင်မရာမှာရှိတဲ့သူများရှိလို့ရှိရင်ရှေ့ကိုကြွပြီးတော့မှတပ်ပုံရိုက်ယူနိုင်ပါတယ်ဗီဒီယိုရိုက်ယူနိုင်ပါတယ်အားလုံးနဲ့ရှေ့ကိုမြင်ရယူဖို့အတွက်ကြွရနိုင်ပါတယ်ရှိဦးကြရအောင်မှာလွတ်လပ်ရေးနေပါနော်それではおめでけきりでございます。皆様もう一度セレナのよろしくお願いしたいと思います。
first flight ဒီလိုမှဖြစ်ပါတယ်ကျွန်တော်တို့မတရားမတတ်တဲ့ဓာတ်ပုံရည်တွေများဗီဒီယိုရည်တွေရှိလို့ရှိရင်ခုချိန်မှာရည်နိုင်ဖို့အတွက် shutter chance ဖြစ်ပါတယ်皆様もう一度温かい拍手よろしくお願いしたいと思います。こちらメガドルビアでのメガドルダオビアでのこちらこばれ。もう一度温かい拍手よろしくお願いします。ကျေးဇူးတင်ပါတယ်ပြန်လည်ပြောရရင်နိုင်ပါပြီကျွန်တော်もう一度ခုချိန်မှာမင်္ဂလာမောင်နှံကနေပြီးတော့မှကျွန်တော်အားလုံးကိုဒီတစေနာပြီးွားနဲ့တကယ်ကျွေးခွင့်အခါနဲ့စာတော်တွေကိုမသုံးဆောင်ပါကျေးဇူးချီးမွမ်းဖို့အချိန်ဖြစ်ပါတယ်မြစ်နာရွှေဆက်မှာရောက်ရှိနေတဲ့ Reverend ပုံခွန်တော်ကနေပြီးတော့မှစာတော်အတွက်ကျေးဇူးတော်ချီးမွမ်းဖို့အတွက်လေးစားစွာပန်ကြားလိုပါတယ်ရည်တော်ရှင်ဖာမြတ်စွာဘုရားကိုရောကြီးကျေးဇူးတော်ဂရုဏာတော်အားဖြင့်ဒီကနေ့ဒုတာဖြစ်တော်ဝဏ္ဏစောနဲ့လူဝါတို့လျောက်အောင်လို့စွာဖြင့်ဘုရားရှိလူရှိမှာမင်္ဂလာဂတိတစ္ဆာခံယူပြီးတကားကဒုသမီးနဲ့ဒုတာမကြားရောက်ရှင်မြင့်အားပေးကြတော်ဧပိတများဆွေမျိုးညီကိုမောင်နှမညာကိုစေတနာမေတ္တာဆက်ဆံစွာဖြင့်တည်ခြင်းအိတ်ခံကြွေးမွေတော်ဤအစာအာဟာရကိုသာသမီတို့သုံးဆောင်မှာဖြစ်ပါတယ်။သုံးဆောင်တဲ့အခါမှာကုန်ခန်းသွားတော်အင်အားများပြန်လည်ရရှိနိုင်စေရန်ကိုရောရှင်မဆာတနာတော်မူပါ။ဤစာအာဟာရကိုကြွေးမွေအိတ်ခံပေတော်စနီးမောင်နာတစ်အပေါ်၌လည်းကိုရောရှိဂယုနာတော်ကိုရောရှိမြတ်တာတော်အဖြစ်တာယာတော်ဤမြေတော်ခိုင်ခန့်တော်အိမ်ထောင်ဖြစ်စေတော်မူပါမည်အကြောင်းတပါးတိတော်သားတော်သခင်ယေရှုခရစ်တော်၏မြတ်တော်နာမ၌ဆုတောင်းဆက်ကအနန္တဤစာအာဟာရကိုသုံးဆောင်ပါမည်အဖမြတ်စွာတော်ဘုရားသခင်အာမင်ခုချိန်မှာကျွန်တော်တို့အားလုံးပဲဖလားမြောက်ဆုတောင်းခြင်းကမ်းပိုက်ပြုလုပ်ခြင်းစီစဉ်ပြုလုပ်သွားမှာဖြစ်ပါတယ်ဒီစီစဉ်ကိုဦးဆောင်ပေးတဲ့သူကတော့စတန်လတော်ရှန်လို့ဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်ကျွန်တော်ဒီနေ့ကမ်းပိုက်စီစဉ်ကိုခုချိန်လိုပြုလုပ်သွားပါမယ်ကျေးဇူးပါဆိုင်တနည်းကရဆောင်မန်ရှာမန်တာခရကတ်စကားဆိုင်အတေမနောမာရဟိုင်ဂျမနောဆန်ရဲ့ဒီဖိုင်ယူထွေနာခရမကဆာဆောင်လို့မယ်ဒီမှာဘယ်လိုလဲก็บูราเป็นที่ดูงานสิ่งนี้ช่องนักเสียงการมิถะอันเดียมันลงนอนได้ไหนจากมันเราสั่งก็รับมาประทานเดียก็ที่กินสุเป็นน้ำใช้เต็มอีกูชื่อใครครับก็เดี๋ยวนั่งเขียนสั่งตัวนั้นเลยสิ่งนี้ก็คำจะอีคำจะเสร็จเลยสักชาติเรียนสิ่งนี้ไปนะอันเดียมันลงนอนได้ไหนชีเป็นพายุเฉยๆเต็มมุ้งได้ว่าเสร็จจากอันเดียรับมากองจีจักนิ่งจ้องมูจูลิปเพชรคุณแปลว่าอะไรนี่คุณแปลว่าอะไรอันเดียชีเพกลุ่มพี่สามอะไรลิปเพชรเลยใครลำหน้านิ่งดังในลำหน้าซะกังกัดเสร็จแล้วเถอะไอ้ยันกลุ่มคุณแปลว่าไอ้ชีชานั่งไงเรื่องช่องนั้นเจ็บหนักเลยชีเดินที่กูช่างนั้นเป็นเนาะเดี๋ยวชีตามกูแต่เฉยๆที่กูช่างนั้นเราดูอีกังกัดเถอะคุณแปลว่าเสร็จชีชาเรื่องช่องนั้นเจ็บหนักอยู่ไว้จะจึงบอกเสร็จแต่นี้เรื่องสนามันมาสามันจะชอบชุดไหนกู
그런 가스칼라 사례가이 장마노 사체 라파에 유체연아 딩쿠 크리스도 예수자 낭강에 무이비와의 크리스도님 크리스탄 딩쿠레오가 안테 영어 유필레 홍장 Jadi sebenarnya kalau yang jalan yang Bali, hanya sama bocah kita saya. High and low and everything in between. I was wicked and wild, baby, you know what I mean. Till there was you, yeah, you. Something went wrong. I made a deal with the devil for an empty eye. Oh, you been to hell and back, but an angel was looking through. It was you, yeah, you. It's all because of you. You are the reason. Sama chile chuma, hoy no chile tu meni, porque sa sa de kita kita como más no tenemos sama. Hasta que hagas de hoy tu kita sama se, pues yo lo que hacemos. Come on, hold me tight.
皆様温かい拍手でお見送りくださいませ。どうぞよろしくお願いします。Some retina lu sam jo mo kai ji ju ba hai mut na me ho tu wai ten cha yong klum na jo mo dan sum khanan ti ji tu me na mo sum lu ga ai ya an se ka sa the nei kristan tin ku na te wang jo shi pe nei mo kon the kum tha jo lu ga ai lo kon na ni go sum sing rai sai na na ai
ဒီသွားနေတယ်ဒီကလက်ဆောင်ပါတယ်အမိုင်းကျွဲအောင်နဲ့ယူစိတ်တို့သူပဲကျေးဇူးတင်ပါကြောင်းဗဒတဲ့ပြောကြားလိုပါတယ်ဒီပြောရှာလို့ကလက်ရလာဒီကောင်ဖတ်လို့私の息で
ထပူပြီးမျက်နှာခဲ့ပါတယ်ကိုဘွားရဲ့အနာဂတ်နေများမင်းပါပဲအစိုးကောင်းလို့ဝေမျှခံစားသွားခြင်းတဲ့အသေးချဆုံးပဲပေါ်ကွယ်မိမဲကိုချစ်တယ်မင်းချင်တဲ့ဖန်ဆင်းကပါလေးပြေဆုံးတယ်နှလုံးသားရဲ့ခံစားချက်တိုင်းမင်းမပဲအနိုင်မဲ့တဲ့ချစ်များပြန်ပြီးအချစ်တယ်ယုံကြည်ထားလိုက်တော့ကိုမင်းနဲ့တူရှိမယ်ဒီနေ့ကစားတော့နေရကပါလေးစားချင်မယ်ဒီနေ့ကစားတော့ရဲ့လက်တွေခိုင်မာစေရမယ်ဒီနေ့ကစားဆုံးမရှိချစ်ချင်းများစွာနဲ့ဟိုဒီနေ့ကစားလို့တို့သစ္စာတည်မယ်You to ya mya o hang twa nai le o hang twa nai le ko chit ka ma yai le ayin dai shi ne me yin dai min pa le o min ne le mwe ni me thousand alone na le ha min to pa le ji ni ga sa do ne ya ga pa le sa de meဒီကစားတော့ရဲ့လက်တွေခိုင်မာစေရမယ်ဒီနေ့ကစားဆုံးမရှိချစ်ချင်းများစွာနဲ့ဟိုဒီနေ့ကစားလို့တို့သစ္စာတည်မယ်စားတော့ရဲ့လက်တွေခိုင်မာစေရမယ်ဒီနေ့ကစားဆုံးမရှိချစ်ချင်းများစွာနဲ့ဟိုဒီနေ့ကစားလို့တို့သစ္စာတည်မယ်ဒီနေ့ကစားတော့နေရာကပါလေးစားခြင်းမယ်ဒီနေ့ကစားတော့ရဲ့လက်တွေခိုင်မာစေရမယ်မရှိချစ်ချင်းများစွာနဲ့ဟိုဒီနေ့ကစားလို့တို့သစ္စာတည်မယ်ဟိုဒီနေ့ကစားလို့တို့သစ္စာထာဝရကွယ်ရှင်ကိုခွေနာကျင်အောင်မလုပ်နဲ့ချစ်သူအတွက်သေဆိုသေဝနေချစ်သူနာမမြေပြည့်ရချင်နေချစ်သူနာဆိုရဲ
မင်္ဂလာမောင်နှံရဲ့အမတ်တရားဓာတ်ပုံတွေကိုကြည့်ပြီးတော့မှနောက်သူတို့ကိုပြန်ပေးနိုင်ပါလေဒီဓာတ်ပုံတွေအားကပါလေဆိုတော့ပေါ့နော်ဒီမှာကျွန်တော်တို့မင်္ဂလာတို့ကသူဘုံလုံးကန်တဲ့နေရာရှိတယ်တဲ့နောက်ပြီးသူတို့နေရာချစ်ခီးစတဲ့ဟောင်ကောင်ခီးစဉ်နောက်ပြီးမှ ADCB လူငယ်တွေနဲ့သူပြီးသွားခဲ့တဲ့အမတ်တရားဓာတ်ပုံတွေတင်ဆက်ထားပါလေတဲ့အားလုံးလည်းကြည့်ရှုပေးကြပါခုချိန်မှာညီငယ်တွေတို့ဆက်တဲ့ဒီကနေ့တော့ဆက်နေပါတယ်။စလုံးနဲ့အလားတူတဲ့ဘာလို့လဲ။ဘာလို့ပါလဲ။
spaces between us. You have come to show you go on. Near, far, wherever you are, I believe that the heart does go on. Once more, you open the door, and you're here in my heart, and my heart will go on and on. Love can touch us one time and last for a lifetime, and never let go till we're gone. Love was when I loved you one true time. I hold you in my life, will always go on. Near, far, wherever you are, I believe that the heart does go on. Once more, you open the door, and you're here in my heart, and my heart will go on and on.皆様もう一度よろしくお願いします。အားလုံးကိုမိတ်ဆက်ပေးလိုပါတယ်။ဒီချိန်မှာကျွန်တော်တို့မင်္ဂလာတို့သမီးရဲ့မိဘများဖြစ်ပါတယ်။ဖခင်ဦးထေးလွင်ကျွန်တော်အချင်းလူကတော့ဦးထိုင်လာလုပ်ပေါ်ပါတယ်။မိခင်ဆရာမဒေါ်မရင်ထိုင်ဖြစ်ပါတယ်။ဒီလိုရရတဲ့မှာ皆様温かい拍手よろしくお願いします。ပြီးတော့မှကျွန်တော်တို့အတူတကွမြန်မာပြည်နေပြောရောက်ရှိနေတဲ့ဦးမိုးကြည်ဒေါ်ဝင်းဝင်းပြုံးကိုဇော်မင်းထိုက်တို့ဖြစ်ပါတယ်။မင်္ဂလာတို့သမီးရဲ့ဆွေမျိုးမိဘများဖြစ်ပါတယ်။ဆက်လက်ပြီးတော့မှမင်္ဂလာတို့သားရဲ့မိခင်ဒေါ်ဘရန်ကွန်ဆန်ရှိကြပေးဖို့အတွက်ဒီသာသမီးကပတ်သားလုပ်ပါတယ်။မင်္ဂလာတို့သားရဲ့မိခင်ရှိလို့တော့သမဒေါ်ဘရန်ကွန်ဆန်ဖြစ်ပါတယ်။ပြီးတော့မှမြန်မာပြည်တရောက်ရှိနေတဲ့ပြုတ်ဆက်ရင်နဲ့ပြုတ်စင်ဝါဒီလိုလည်းရှိကိုကြော်ပေးကြပါကျွန်တော်မတရားတမရည်ယူပါတယ်ရှင်တို့တော့ဘုရားစုတော်ကဆာမတဲ့ဇာမစမင်းသားမွေးချတော့အတကန်ရှိရလို့လည်းဆက်ပါတို့သားရဲ့မိခင်နဲ့ဆွေမျိုးများဖြစ်ပါတယ်အားလုံးပဲကျေးဇူးတင်ရှိပါတယ်ဒီနေ့ကပြန်ပြောနေရတဲ့ခင်ဗျာအခုချိန်မှာမင်္ဂလာမောင်နှံအနေနဲ့အထူးစီစဉ်တစ်ခုရှိပါတယ်တဲ့အခုကနေပြီးတော့မှအိမ်တော်မစသေးတဲ့သူများမဟာကံလူရှင်ရွေးပါမယ်တဲ့ရှေ့ကိုကြွပေးကြပါတဲ့အားလုံးပဲချစ်တော်ညီမငယ်များရှေ့ကိုကြွပေးကြပါဖေးကျိုးဆွဲတဲ့အစီအစဉ်လုပ်ပါမယ်တဲ့အဲ့မှာဖေးကျိုးကစွတ်စွတ်ပေါင်း10ချောင်းပဲရှိပါတယ်တဲ့အဲ့တော့ဒီနေ့ထဲမှာဒါမှမဟုတ်လို့ရှိရင်အနည်းဆုံးနောက်တစ်ထပ်မှာအမှန်တကယ်အိမ်တော်ပြုတ်ပါမယ်လို့ရည်ရွယ်ထားတဲ့သူစေဦးစာရင်ကျွန်တော်တို့ဘာကလို့ရှိရင်ရေးပါမယ်တဲ့ကျေးဇူးပြီးတော့မှ10ရောက်တိကျိုးက10ချောင်းတိဖြစ်နေတာပါတယ်တဲ့အားလုံးစနေတိတာ10ဦးစနေတိတာဟုတ်ပြီအားလုံးဖိတ်လို့ရတယ်စားမယ်အဲ့တော့ကောင်းတော့ ready 1 2 3ကိုတို့သားရည်မယ်
နော်ကင်ထားပြီနော်နင်းနေကင်ထားပြီနော်ဒါမြစ်တာကျိုးဆိုတာနောက်ကျိုးနင်းနေကင်ထားပြီဟုတ်လားကဲဒါကျွန်တော်တို့ဘယ်သူမှမျက်နှာမလိုက်ဘူးနော်ဘယ်သူမှမျက်နှာမလိုက်ဘူးနော်ကဲကပြီးစေဟေး1 2 3ဒါလေးနော်အစင်းနေပြီလားအဲ့တော့1 2 3ကိုတို့သားတာပဲခေါ်မယ်နော်โอเค1 2 3 7နော် ready 1 2 3先生皆様もう一度温かい拍手をお願いします先生ကျွန်တော်တို့ခေဂျုံမဆက်ရတဲ့ဒီမှာများမှတ်နေတယ်လေအားလုံးပဲဒီကကတော့ကြပါတော့နောက်ထပ်အများကြီးပြင်လန်းရှိပါသေးတယ်ဆိုတော့အားခဲ့ပါတယ်ပဲတော့ပြောလာပြောပါတယ်อันนี้ผมรันคุยไปสองชาเกรย์สมัครมันทับไม่ใช่โลโลมันทับเกรย์คิดคำส่งทับไปถูกโลลาอยู่สันติกฎเจ้าเกรย์สังเกตเจจูจงไม่พูดนาจุดนาพิจารณาเจจูผู้สิ่งกรรมเด็กจึงสุดไปโอ้ว่าเกรย์สังอันเจว่ายีแต่นับเป็นอันเจนได้นักการรู้สังกลาสมวยสระโอเอสนับเด็กขิงนาบนาอันเจดูสุดเล็วินาโซจังมานุสันเจนึกว่าใครผู้ชายอ่ะรันกัสกัลาลำเด็กสองฉันเจโลลานุเด็กพันเด็กของนุ่งว่าก็มุงอันเจดูสุดเล็บลูกฉันเด็กโดจบโดยาเจมาเรนครูกับกังชาลาดุใส่เล่นุ่มนั่นเด็กล้านนั่นมุงผู้บุญมนต์สุนทรีลำเพชรมาลีมุงาลังไหลพรหมเอมาดุนขังสลาลาดุสันจบเจจูตุมาโลลำยูกุนาได้คงรันป่วยเป็นใจกุนาจูกระลุมสิงเต้าจิตชิดองไงกนุ่งกวานี้นมนำมีจึงจึงยุติมากระเด็นเจจูตุมาเกรกสังปะกนาเราทุ่มไอเจจูเด็กคำลาสุญญาบีนักนันเรงไงกุนาโซนุ่มนันเรงไงนุวาเทเอนักเจจูพุ่งสิงกังเด็กเรานาสตันสตังลุนาเจจูจบยาบีคงรันป่วยนั้นทำไมคนนั้นมุขเรียกคิงเต็มดุจราเกรกสังวานังลำป่วยเจจูจบยาซอนจุดนาอันเดียไงขยะสักคนสาลำทักที่มุลำป่วยเจจูจบยาลีมุนาอันเดียสักคนสาลำทักเจจูจบยาเล่นิ่งช่วยเด็ดลำป่วยเคลังกันได้ดูเยซูคริสต์นิ่งแบบดังแบบเกรกสังวาก็เจจูสกันเลยขบูกระคิวเทียเยโฮวาเกรกสังอันเดียวว่าอาเมน그러면 간호하면서 옆에 수다미래 세하고 그런 두 번째 수행시 맞아 그러자고 말해. 그 제가 맹라도 미야리고 맹라도 나의 미김인데 도그랜 컨상고 지수진제 대만이네 맹라 반시 비고 제발해. 신부노 누누와사요리 신부노 가사만니 하나 더 봐서 배우다시마스 미나사마 다가이슈 열심히 해다시마스. Sa tema này mình là đôi ta để điều mà mình là đôi tấm địa đi bàn bao chỉ dùng tiền trên bằng gì bị buộc gì cái bạn đấy. Sự kiện mà sẽ trên đường đi rồi đi trên đường đó quay lại đi. Anh đã bảo rồi đây là chúng ta sẽ đến xong mỗi chiều anh ta cái chuyện đó chúng ta sẽ làm. そして主の主婦が日頃お世話になっております南岸鉄道ご夫妻に主の主婦により花束をお贈りいたしますので皆様もう一度温かい拍手よろしくお願いします。
ကျေးဇူးတင်ရှိပါတယ်ခုချိန်မှာနှစ်ဖက်သောဒီပါညာနဲ့ကျေးဇူးရှင်ဒီလေးမောင်နှံတို့ချိုင်းရပြီးတော့မှမင်္ဂလာတို့သားတို့သမီးတို့ကနေပြောမှကျေးဇူးတင်စကားပြောကြမှာဖြစ်ပါတယ်မင်္ဂလာမောင်နှံရဲ့ကိုစားမင်္ဂလာတို့သားကိုဝနာစောကျမတို့ဆန္ဒနေပြောမှကျေးဇူးတင်စကားပြောကြပြီးဖြစ်ပါတယ်နေ့နော်လို့တရားရဲ့မင်္ဂလာခမ်းနားကိုပြင်ဆင်ပေးတဲ့အတွက်ရှင်းဥကဘုရားပြင်ကြည့်လို့ချီးမွမ်းပါတယ်ဆက်ပြီးတော့မင်္ဂလာနဲ့ထပ်ပေးတဲ့ဆရာနောက်ကိုကိုရဆရာပေါင်းခွန်တော်မင်္ဂလာမိတ်ကိုပြောကြားပေးတဲ့ဆရာတော်ဖောင်းတို့ကိုသူဝဲကျေးဇူးတင်ပါတယ်ဒီမှာပြန်နေလာရောက်ပြီးတော့ပါဝင်ပေးခဲ့တဲ့ကျွန်တော်ရဲ့မိခင်ဒေါ်ဂရီခွန်ဆန်းရုပ်ဆိုင်ရင်ရုပ်ရှင်ဝါလီကျောင်းမျိုးကြောင့်မလာမရောက်ဖြစ်တဲ့အမတ်တော်ရောက်ဖဦးရုပ်ဆောင်အောင်ရဖခင်နဲ့မိခင်ဖြစ်တဲ့ဦးချေတွင်တော်မရိထာဦးလေးဖြစ်တဲ့ဦးမောကြည်တို့ကိုတကူတကားနေလာရောက်တဲ့အတွက်ထူးပဲကျေးဇူးတင်ပါတယ်လူတို့ပါရဲ့ဒီမှာဂျပန်ပြည်မှာနေထိုင်တဲ့ပုံထိန်လူဖြစ်တဲ့ဦးအနာအောင်ကန်တော်ဒေးထူတော်တို့လည်းထူးပဲကျေးဇူးတင်ရှိပါတယ်တော်တို့များရဲ့မင်္ဂလာခမ်းနားကိုလာရောက်အားပေးကြတဲ့ ACPC ညီကောင်မောင်နှမများ PKBC ညီကောင်မောင်နှမများကိုအထူးပဲကျေးဇူးတင်ရှိပါတယ်တော်တို့မင်္ဂလာဆောင်ကိုဖတ်ဖတ်မှပါဝင်ပူးပေါင်းမေတ္တာဖြင့်ကူညီပေးတဲ့ညီကောင်မောင်နှမဆွေမျိုးသားရောက်စီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်နောက်လည်းမြောက်ရဲ့မင်္ဂလာဆောင်ကိုဖတ်ဖတ်မှပြင်ဆင်ထားတော်လဲအားနဲ့ချက်များအားရမှုများရှိပါကမေတ္တာဖြင့်နားလည်ဖွင့်လို့ပေးဖို့အားလုံးတောင်းပန်ပါတယ်ဒီနေ့မှစပြီးကျွန်တော်တို့ဇနီးမောင်နှံကိုလိုအပ်တာများတုံသေးဆုံးမပြန်များရှိပါကပြောဆိုတုံသေးနိုင်မှာကြောင်းအားလုံးကိုမေတ္တာရက်ခံပါတယ်ခင်ဗျာသူတို့ရဲ့အိမ်ထောင်ဟာဒီနေ့စာပြောဘာယာပစ္စည်းခရီးအိမ်ထောင်ဖြစ်ပါစေလို့ဆုတောင်းပေးနေမင်္ဂလာခမ်းတော်အောင်စွာရုပ်သိမ်းလိုပါတယ်ခင်ဗျာဒီနေ့ဒီပါခင်ဗျာそれでは新郎新婦の皆様の大量にございます皆様もう一度温かい拍手よろしくお願いします是不用
so mi tình vì nhau mi không gây nhau lưu